စ်ဆိုးရဲ့ရာဒီတွေအလီလီနောင်ပြောင်းတော့ပါတနည်းကြော်ခဲ့ပြီမင်းကိုခွဲထားခဲ့တယ်အခုလိုအခါမျိုးမှာမင်းနဲ့ကိုတူနေခဲ့တယ်တို့ချစ်ညုံမတို့ရဲ့ချိန်ကလေးစီကိုတစ်ခေါက်ရောက်ခဲ့တယ်လေအရာရာတိုင်းဟာအစ်လိုပါပဲလားအင်္ဂလိပ်ကစကားဆိုလို့နေမင်းပြန်လာတာတယောက်ခဲလာတယ်မင်းမရှိမှကိုလွှမ်းရတယ်လေ